သိချစ်တဲ့ဘေဘီလေးကိုပြေးလက်ကလေးကိုပြန်လို့ဘလို့တောင်းနေမုံဘူးသောသောရဲ့ရထားမူချိုကြောင့်မသွားတန်းနေမှလူရဆုံးပြီးအလုံးရဆိုကြတာတို့တိုင်းတို့မှာပြေဘူးတော့မိသားစုပါလေးတဲ့အေးစိမ်ရခင်လေသိစိမ်နေပဲရှေ့ဆိုင်ရမှာပေါ့ဖြစ်စင်နေကအလို့ကြည့်ပြမိပဲဘဝဆိုတဲ့တိုက်ပွဲတွေကြမှာနေရသည်ရှင်သန်နေပြီပဲချိုးကြတော့နေချင်မှတယ်မနေတာလို့သွားချိုးကြတော့ပြန်လာခြင်းနဲ့ပြန်လာမမြင်ချိုးကြတော့ယူရရနေချိုးကြတော့မလေးညီမပြန်လာမမြင်ချိုးကြတော့နေချင်မှတယ်အမေရိကန်ချိုးကြတော့ပြန်လာခြင်းမီအော်စီတွေကချိုးကြတော့စင်ဘူမှာချိုးကြတော့ဂျပန်ပြည်မှာရှင်သန်ခဲ့ကြအိမ်ပြတ်သားပြတ်ရေချမြေချဘဝမှုသူစင်ကြအခုတော့ချစ်တဲ့သူလည်းမင်းကြောင့်လေးတွေပြောရင်လွမ်းကြတွေ့ဖို့ဆောင်နေတဲ့မေတော့သူပန်နဲ့ရာရာတိုင်းတွေ့ဒီချာတစ်ခုမင်းသိချစ်တဲ့မြမပြည်ကိုဒီရတဲ့အခါမင်းကြီးလိုက်ပါမြမပြည်ရဲ့ချင်လေးတွေဆိုလူကြီးပါတိုင်းလုံးမရဲ့ရှိမှဝင်ခံမှာမြမပြည်ဘွားမင်းသိချစ်တဲ့မြမပြည်ကိုဒီရတဲ့အခါမင်းကြီးလိုက်ပါမြမပြည်ရဲ့ချင်လေးတွေဆိုလူကြီးပါတိုင်းလုံးမရဲ့ရှိမှဝင်ခံမှာမြမပြည်ဘွား